ကိုဖြစ်ချင်တဲ့အရာတွေဖြစ်လာတော့မှာလားဆိုတဲ့မေးခွန်းကိုလူတော်တော်များများကသိချင်ကြတယ်ပေါ့နော်။ဒီနေ့မှာတော့ကိုဖြစ်ချင်တဲ့အရာတွေဖြစ်လာတော့မှာလားဆိုတာကိုသိနိုင်မယ့်နည်းလမ်းလေးကိုပြောပြပေးသွားပါမယ်။အရင်ဆုံးဥပမာအနေနဲ့ပြောပြပေးသွားချင်တာကဒီရှေ့တစ်ရက်ကရုတ်တရက်အတွေးပေါက်လာလို့ပေါ့နော် money ball လေးတစ်ခုကိုလှုပ်ဖြစ်သွားပါတယ်။အဲ့တုန်းကကို့မှာရှိနေတဲ့အရာတွေကဘယ်ဟာတွေအသုံးပြုမယ်လို့ဆိုပြီးတော့တွေးရတာမဟုတ်ဘဲနဲ့ဒီထဲထည့်ရမယ့်ဒီ ritual ထဲကိုထည့်မဲ့ပစ္စည်းတွေကိုဘာတွေထည့်ချင်လဲဆိုပြီးတော့ရုတ်တရက်အတွေးပေါ်လာတာပေါ့နော်။အဲ့တော့အတွေးပေါ်လာတဲ့အတိုင်းအိမ်မှာရှိနေတာဆိုပြီးရှာကြည့်တော့အားလုံးကအဆင်သင့်ရှိနေတာနဲ့လှုပ်ဖြစ်သွားတာပေါ့နော်။အဲ့တော့မြင်အောင်ကြည့်မယ်ဆိုရင် money ball ဆိုတဲ့အတိုင်းပဲပကံလုံးလေးတစ်လုံးရှိမယ်ပကံလုံးထဲကိုဒီ abundance ကိုကိုစားပြုတဲ့ဥမာစံတို့တခြားအရာတွေအများကြီးပေါ့နော်ပါဝင်ပစ္စည်းတွေအများကြီးထဲမှာကိုဖြစ်ချင်တာတွေကိုရေးထားတဲ့စာရွက်လေးတွေကိုထည့်ပြီးတော့ဖန်တီးထားတဲ့ spell လေးပေါ့နော်မျိုးလုံးထဲမှာပုံဖော်လို့မရတဲ့သူတွေကလည်းဒီမှာပုံလေးပြထားတယ်ပုံထဲမှာကြည့်လိုက်ပေါ့နော်အဲ့တော့ဒီပကံလုံးလေးတစ်လုံးထဲမှာ abundance ကိုကိုစားပြုထားတဲ့အရာတွေအများကြီးအလယ်မှာကိုလိုချင်တယ်ဆိုတော့ကို့မှာမရှိနေတဲ့ desire တွေကိုချရေးထားတဲ့စာရွက်လေးတွေကဒီ abundance ကိုကိုစားပြုတဲ့အရာတွေအများကြီးရဲ့အလယ်မှာဝန်းရံခံထားရတာပေါ့နော်အဲ့တော့ကို့မှာမရှိနေဘူးဆိုတော့ lack energy ကနေပြီးပေါ်ရှံကျွယ်ဝတယ်ဆိုတော့ abundance energy တွေရဲ့ဝန်းရံခြင်းရဲ့အလယ်မှာဒီ lack energy ကလည်းဒီဝန်းရံထားတဲ့အရာတွေရဲ့ abundance energy တွေကအားကောင်းတဲ့အတွက်ကြောင့်မို့လို့သူဟာလည်းabundance ဖြစ်လာမယ်ဆိုတာပြည့်ပြည့်ပေါက်ပြောလို့ရတယ်သူ့ရဲ့ energy ကိုခံစားလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့အဓိကအားကောင်းနေတဲ့ energy က abundance energy မို့လို့ပေါ့နော်အဲ့လိုပဲအခုလေကို့မှာဖြစ်ချင်တယ်ဆိုတဲ့အရာတွေရှိတယ်ကွာဘာလို့ဖြစ်ချင်တာလဲဆိုတော့ကို့မှာရှင်းပြောရရင်မရှိနေလို့ပေါ့နော်အဲ့တော့မရှိနေဘူးဆိုတဲ့ energy တခုကိုဝန်းရံထားတဲ့အရာတွေကကိုဖြစ်ချင်တဲ့အရာတွေကိုဖြစ်အောင်ပံ့ပိုးပေးမဲ့ energy ရှိနေရဲ့လားဆိုတာကိုပြန်ပြီးတော့စစ်ဆေးရမှာဖြစ်ပါတယ်အဲ့တော့စစ်ဆေးဖို့ကိုအချက်နှစ်ချက်နဲ့စစ်ဆေးကြည့်နိုင်ပါတယ်အဲ့ဒါက environment နဲ့ behavior ဆိုပြီးတော့အချက်နှစ်ချက်နဲ့စစ်ဆေးရမှာပေါ့နော်အဲ့တော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုကိုကြည့်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကကိုဖြစ်ချင်တဲ့အိမ်မက်ကိုဖြစ်အောင်ပံ့ပိုးပေးနိုင်တဲ့အနေအထားရှိနေလားပေါ့နော်ကိုယ့်ကိုပြန်မေးကြည့်ဒါဆိုရင်တော်တော်များဖြေကြလိမ့်မယ်ငါရဲ့ပတ်ဝန်းကျင်ကငါဖြစ်ချင်တဲ့အိမ်မက်ကိုဖြစ်အောင်မလုပ်ပေးနိုင်ဘူးဆိုပြီးတော့ပေါ့နော်သူတို့အနေနဲ့ဖြေကြမှာကငါရဲ့အိမ်ကမိသားစုဝင်တွေကိုသဘောမကျဘူးလို့ဒါမှမဟုတ်တနေ့သွားနေရတဲ့အလုပ်မှာအကြောင်းမှာတွေ့ရတဲ့လူတွေဒီဟာတွေကိုသဘောမကျဘူးသူတို့တွေနဲ့ပေါင်းနေရတာကကိုဖြစ်ချင်တဲ့အိမ်မက်ကဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးဒီလိုမျိုးအဝေးကြီးကိုတွေးထင်ပြီးကိုပြောင်းလဲမရတဲ့ဒီလိုအခြေအနေတွေကိုပြင်းမြင်ပြီးတော့သဘောမကျဖြစ်တာမကြိုက်တာဒီလိုမျိုးဖြစ်လာကြတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကအဲ့ environment အဲ့ပတ်ဝန်းကျင်ဆိုတာအရန်ဝေးသေးတယ်ကိုယ့်ရဲ့အနီးနားလေးကိုအရင်ကြည့်ပေါ့နော်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကိုယ့်ရဲ့အိမ်မက်ကကိုကပညာရပ်တစ်ခုခုကိုတက်ကျွမ်းအောင်သင်ဖို့ဆိုပါတော့ဥပမာအနေနဲ့ဆိုရင်ငါအင်္ဂလိပ်စာကျွမ်းကျင်အောင်သင်ချင်တယ်ဆိုပြီးတော့ကိုယ့်ရဲ့ဆန္ဒကရှိနေတယ်ဒါပေမဲ့ကိုယ့်ရဲ့အခန်းကိုကြည့်လိုက်တော့စာလုပ်ဖို့နေရာလေးတစ်နေရာတော့မရှိဘူးစာလုပ်ဖို့စပွဲလေးတစ်ခုကိုတော့မှတေချာလေးခင်းမထားဘူးပေါ့နော်တချို့အိမ်နဲ့ဆိုရင်စာလုပ်ဖို့နေရာဖြစ်ပါစေစပွဲဖြစ်ပါစေရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့အဲ့အပေါ်မှာကြည့်လိုက်တော့ရေဘူးခွန်တွေအာသွင်းကြိုးတွေဟလာအိမ်တွင်းသုံးပစ္စည်းတွေတခြားအဝတ်တွေဒီလိုမျိုးလက်ထဲကကြုံရပစ္စည်းမှန်သမျှကိုအဲ့ပေါ်မှာပြစ်တင်ထားတာကိုတွေ့ရတယ်အဲ့တော့ကိုကစာလုပ်ချင်တယ်ဆိုရင်တော့မှဒီလိုစပွဲကြီးကဘလို့မှစာလုပ်ချင်စိတ်လည်းမပေါ်နိုင်သလိုစာလုပ်ရတော့မယ်ဆိုရင်တော့မှအဲ့စပွဲကိုရှင်းနေရတာနဲ့တင်ကိုကဘလို့မှစာလုပ်ချင်စိတ်ကပေါ်လာတော့မှာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီအစားကိုကကိုယ့်အခန်းထဲမှာစာလုပ်ဖို့စပွဲလေးနေရာလေးတစ်ခုကိုကောင်းမွန်တက်ရက်လေးပြင်ထားမယ်ဥပမာတချို့တွေနေနဲ့ဆိုရင်တော့ပတင်းပေါက်နားလေးမှာပေါ့နော်ပတ်ဝန်းကျင်လေးနဲ့လေလေးတစ်ဖြူဖြူတိုက်နေတဲ့နေရာလေးမှာစပွဲလေးခင်းထားမယ်စာအုပ်လေးတွေစာရေးကိရိယာလေးတွေဒါလေးတွေကိုအဆင်သင့်ထားရမယ်ဆိုရင်ခုနလိုမျိုးရှုပ်ပွားနေတဲ့စပွဲတို့နေရာမရှိတဲ့အခန်းတို့နဲ့ရှင်ရင်ခုလိုစပွဲလေးနဲ့ဆိုရင်ဘယ်နေရာမှာကိုကပို့ပြီးတော့စာလုပ်ဖြစ်မယ်ထင်တယ်စာပို့လုပ်ဖြစ်မယ်ထင်တယ်ပေါ့နော်ကိုပြန်စဉ်းစားကြည့်ဒီလိုမျိုးကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုကိုကဖန်တီးထားရမှာဖြစ်တယ်တချို့တွေနေနဲ့ဥမာကိုယ့်ရဲ့အိမ်မက်ကငွေကြေးတွေရှိခြင်းနဲ့ပြည့်စုံကြွယ်ဝခြင်းနဲ့ဒီထက်ပိုပြီးတော့ချမ်းသာခြင်းနဲ့ဆိုပြီးတော့ပြောနေပေမဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်လို့ပြောတဲ့အခါမှာတချို့တွေအနေနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာမိသားစုတွေကရောတငယ်ချင်းတွေအပေါင်းအသင်းမိတ်ဆွေတွေရောကိုအလုပ်သွားတဲ့အလုပ်ကလူတွေရဲ့အနာကလူတွေတော်တော်များအားလုံးကငွေကြေးနဲ့ပတ်သက်ရင် struggle ဖြစ်နေရတာmoney နဲ့ပတ်စံနဲ့ပတ်သက်ပြီးတော့မကောင်းတဲ့စိတ်နေစိတ်ထားရှိတာကိုကသာကိုယ့်ဘဝကိုတိုးတက်ချင်နေတာသူတို့ရဲ့လက်ရှိဘဝလေးမှာပဲပြောနေကြတယ်ဖန်ကိုရှိအောင်လောက်လေးဒီလိုမျိုးအကျွေးတွေဒီလိုမျိုးတွေနဲ့ပဲအမြဲလုံးနဲ့ချလဲလိုက်နေပြီးတော့ဒီထက်ပိုပြီးတိုးတက်အောင်မလုပ်တဲ့ပတ်ဝန်းကျင်မျိုးဖြစ်နေတဲ့အပြင်ကိုကိုမဖြစ်နိုင်ပါဘူးမလုပ်နိုင်ပါဘူးဆိုတဲ့ negative တွေပဲပြောတတ်တဲ့ပတ်ဝန်းကျင်မျိုးရှိနေတယ်ဆိုပါတော့ဒါဆိုရင်သူတို့ကကိုယ့်ကိုဘလို့မှ
ကိုယ့်ရဲ့ချမ်းသာခြင်းတဲ့အိမ်မက်ကို support မလုပ်ပေးနိုင်တာသေချာနေပြီလေဟုတ်လားအဲ့တော့ကိုကသူတို့နဲ့သွားပြီးတော့ထိတွေ့နေမဲ့အစားအခြေအနေကုန်ဆုံးနေမဲ့အစားပေါ့နော်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုကိုယ့်ရဲ့ချမ်းသာအောင်ပံ့ပိုးပေးတဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးရမှာဖြစ်တယ်ကိုယ့်ရဲ့နာမှာချမ်းသာတဲ့လူတွေချမ်းသာတဲ့ mindset ရှိတဲ့လူတွေမရှိဘူးဆိုရင်ကိုကြည့်နေတဲ့ social media တွေ YouTube တွေ TikTok တွေဒါတွေအားလုံးမှာငွေကြေးနဲ့ပတ်သက်ပြီးဘယ်လိုကြွယ်ဝချမ်းသာအောင်လုပ်ရမလဲဘယ်လို mindset မျိုးထားရှိရမလဲငွေကြေးပြည့်စုံကြွယ်ဝချမ်းသာလာအောင်ဘယ်လိုအကောင့်ထဲပေါ်ရမလဲဟုတ်လားဒါတွေနဲ့ပတ်သက်ပြီးတော့တင်ပြပေးတဲ့သူတွေ sharing လုပ်နေတဲ့သူတွေအားလုံးကို follow လုပ်ထားရမယ်ဒါတွေကိုပဲကိုယ့်ရဲ့အချိန်များစုမှာကြည့်မယ်သူတို့တင်ပေးတဲ့ဟာတွေကိုကိုယ့်ရဲ့ဘဝထဲမှာကိုလုံနိုင်တဲ့နေရာကနေစပြီးတော့အကောင့်ထဲပေါ်အသုံးချမယ်ဒီလိုမျိုးကိုယ့်ရဲ့နားမှာ abundance mindset ရှိတဲ့သူတွေ abundance energy ရှိတဲ့သူတွေကိုဝန်းရံထားရမှာဖြစ်တယ်။ဒါဆိုရင်ကိုယ့်ရဲ့ချမ်းသာခြင်းနဲ့အိမ်မက်ပြည့်စုံကြွယ်ဝခြင်းနဲ့အိမ်မက်တွေကလည်းတဖြည်းဖြည်းနဲ့အကောင့်ထဲပေါ်လာမှာဖြစ်တယ်။ဒီလိုမျိုးသာဝန်းရံထားမယ်ဆိုရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကကိုဖြစ်ချင်တဲ့အရာကိုဖြစ်လာအောင်ပံ့ပိုးပေးနေတဲ့ပတ်ဝန်းကျင်ရဲ့အလဲမှာကိုကရောက်နေပြီလို့ပြောလို့ရတာပေါ့နော်။ခုနက money bowl နဲ့နမူနာထားပြီးပြောပြရမယ်ဆိုရင်တော့ရှိနေသေးတဲ့ကိုဖြစ်ချင်တဲ့အရာတွေမရောက်လာသေးတဲ့ကိုဖြစ်ချင်တဲ့အရာတွေကိုရှိနေပြီးသား abundance and ကောင်းမွန်တဲ့ energy တွေရှိနေပြီးသားဆိုတဲ့အရာပေါင်းမြောက်များစွာရဲ့ဝန်းရံခြင်းကိုခံလိုက်ရတဲ့အခါမှာဒီ money bowl တဲ့ကကိုယ့်ရဲ့ဆန္ဒတွေချရေးရတဲ့စာရွက်လေးလိုပဲကိုကဒီ energy တွေရဲ့ကူးစက်ချက်မှုတွေကြောင့်မို့လို့ကိုယ့်ရဲ့ energy ကလည်းပြည့်စုံတဲ့ energy ကောင်းမွန်တဲ့ energy ကိုရောက်လာပြီးတော့ကိုလိုချင်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ရရှိလာမှာဖြစ်တယ်ပြီးတော့နောက်ထပ်တစ်ချက်အနေနဲ့ပြောင်းလဲရမှာစစ်ဆေးရမှာတော့ကိုယ့်ရဲ့ behavior တွေပေါ့နော်ကိုကဖြစ်ချင်တော့ဟိုဟာဖြစ်ချင်တယ်ဒီဟာဖြစ်ချင်တယ်ပညာရဲ့ကြီးတွေကိုသင်ချင်တယ်ပတ်စံချမ်းသာခြင်းနဲ့ဟိုဟာရှိခြင်းနဲ့ဒီဟာရှိခြင်းနဲ့ပြောပေမဲ့တနေ့ကိုရွေးချယ်ပြီးတော့လှုပ်ဆောင်နေတဲ့အရာတွေကိုယ့်ရဲ့အပြုအမူတွေရောဒီဟာတွေရလာမဲ့အလုပ်ကိုလုပ်နေတာလားဒီဟာတွေမရလာမဲ့လက်ရှိအခြေအနေမှာပဲပို့ပြီးပိတ်မိစေတဲ့အပြုအမူတွေကိုမှရှိနေတာလားပေါ့နော်ကိုယ့်ကိုပြန်မေးကြည့်ပါပတ်စံရှိခြင်းနဲ့ပြောတယ်ဒါပေမဲ့တနေ့အိပ်ရထားတယ်အလုပ်သွားတယ်ပြန်လာရင်ထမင်းစားတယ်ဖုန်းသုံးတယ်အိတ်တယ်နောက်တစ်နေ့လည်းဒါပဲပြန်လုပ်တယ်ကိုယ့်ရဲ့ဘဝကိုတိုးတက်ကြောင်ဖြစ်စေမဲ့နီးလန်းတွေကိုမရှာဖွေမကြံစားနေဘူးကိုကပတ်စံတွေပိုတိုးတက်လာအောင်သင်ယူရမယ်အရာတွေကိုယ့်ကိုပိုတိုးတက်အောင်လုပ်ရမယ်ပညာတွေကိုလေ့ကျင့်ဖို့လေ့လာဖို့ရှာဖွေဖို့ကိုဘယ်တော့မှမရွေးချယ်နေဘူးဖုန်းဖွင့်တဲ့စကားကြည့်တဲ့သတင်းတွေအတင်းပြင်းတွေနောက်ပဲပါနေတယ်ဒါမျိုးတွေပဲလုပ်နေတယ်ဟာလားကိုစာလုပ်ဖို့ကိုယ့်ရဲ့ဘဝကိုတိုးတက်အောင်လုပ်ဖို့နေရာတစ်ခုကမပေးထားဖို့မရွေးချယ်ဘူးအခန်းထဲမှာလည်းကျဲနေအောင် energy မကောင်းတဲ့အမိုက်တွေပဲစုနေအောင်ကိုကရွေးချယ်ထားတယ်ဒါမျိုးတွေဒီလိုအပြုတ်မှုတွေပဲလုပ်နေတယ်ဆိုရင်ကိုဖြစ်ချင်တဲ့အိမ်မက်ကကိုလိုချင်တဲ့အရာတွေရောရလာမယ်ထင်ရဲ့လားပေါ့နော်ကိုမေးကြည့်ပါဟာလားဒါကကိုယ်တော့ခံမှန်းလို့ရပါတယ်ဒါဆိုရင်ဒီလိုအခြေအနေမျိုးသာကိုကရောက်နေမယ်ဆိုရင်ကိုဖြစ်ချင်တဲ့အရာတွေကိုယ့်ရဲ့အိမ်မက်တွေကဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူးကိုယ့်ရဲ့အပြုအမူတွေကိုယ်ကိုဝန်းရံထားတဲ့ကိုယ့်ရဲ့အကျင့်တွေဆိုတဲ့နေရာမှာကိုယ့်ရဲ့အတွေးပတ်တန်တွေခံစားချက်တွေဒါတွေလည်းပါဝင်ပါတယ်အမြဲတမ်းမဖြစ်နိုင်ဘူးမလုပ်နိုင်ပါဘူးမဟုတ်ပါဘူးဆိုတဲ့ negative အတွေးတွေပဲအမြဲတွေးနေမိလားပတ်စံချမ်းသာခြင်းနဲ့လို့ပြောပေမဲ့ငွေကြေးတွေရှိလာရင်လို့တွေးလိုက်ရင်ဟိုစိတ်ပိုင်းဆိုင်ရာမလုံခြုံဖြစ်တာ fear တွေပေါ်လာတာငွေကြေးနဲ့ပတ်သက်ပြီးတော့မကောင်းမြင်စိတ်တွေရှိလာဒါမျိုးတွေပဲဖြစ်လာနေလားပေါ့နော်ဒါမျိုးတွေဖြစ်လာအောင်ပဲကိုကရွေးချယ်နေလားဒါတွေအားလုံးကိုပြုပြင်ရမှာဖြစ်ပါတယ်ငွေကြေးချမ်းသာခြင်းနဲ့ပြောပြီးတော့ငွေကြေးနဲ့ပတ်သက်တဲ့မကောင်းတဲ့အတွေးတွေယုံကြည်မှုတွေရှိနေမယ်ဆိုရင်ဒါတွေအားလုံးကိုကောင်းတဲ့အရာဖြစ်အောင်ပြောင်းလဲရမယ်ငွေကြေးနဲ့ပတ်သက်ပြီးကောင်းမွန်တဲ့ခံစားချက်တွေအတွေးတွေယုံကြည်မှုတွေရှိလာအောင်သင်ယူရမယ်ဟာလားသင်ယူဖို့ရွေးချယ်နေရမယ်မကောင်းတဲ့အတွေးတွေကြောက်ရွံ့မှုတွေပေါ်လာတိုင်းကိုကအမြဲတမ်းပြန်ပြီးတော့ positive ဘက်ကိုပြန်ပြောင်းပေးတဲ့အကျင့်ကိုကိုကရွေးချယ်ရမယ်ပြောင်းလဲရမယ်ဒီလိုမျိုးအကျင့်တွေကောင်းမွန်တဲ့အရာတွေနဲ့သာဝန်းရံထားမယ်ဆိုရင်ကိုဖြစ်ချင်တဲ့အိမ်မက်ကတွေ့လာမှာဖြစ်ပါတယ်ကိုယ်ဝန်းရံထားတဲ့အရာတွေမှာဒီ environment နဲ့ရော behavior နဲ့ရောစစ်လိုက်တဲ့အခါမှာကို abundance energy တွေရှိတဲ့ပါဝင်ပစ္စည်းတွေအများကြီးဝန်းရံထားတဲ့ဒီ money bowl တွေက desire တွေချရေးထားတဲ့စာရွက်လေးတစ်ရွက်လိုခံစားရလားဒါမှမဟုတ်ရင်အမိုက်ပုံးထဲမှာမကောင်းတဲ့အရာတွေအညစ်အကြေးတွေပို့ပြီးတော့တောင်ဆုတ်ပြတ်ဆွေးမြေ့သွားမဲ့အရာတွေဝန်းရံထားတဲ့အမိုက်ပုံးတွေကစာရွက်လေးတစ်ရွက်လိုခံစားရလားဘယ်လိုမျိုးခံစားရလဲပေါ့နော်ကိုပြန်ပြီးတော့မြင်အောင်ကြည့်ပါဒါတွေအားလုံးကကိုယ့်ရဲ့အိမ်မက်တွေဖြစ်လာမလားမဖြစ်လာဘူးလားဆိုတာကိုအဆုံးဖြတ်ပေးသွားတဲ့ကိစ္စတွေပဲဖြစ်တယ်အခုချိန်မှာကိုကအမိုက်ပုံးထဲရောက်နေတယ်ဆိုရင်အမိုက်ပုံးထဲကနေပြီးတော့ကိုဆွဲထုတ်ပြီးတော့ခုနကလိုမျိုး abundance energy တွေဝန်းရံနေတဲ့ money bowl တွေကိုကိုပြန်ပြီးတော့ရွှေ့ပါကိုဝန်းရံထားတဲ့အရာတွေမှန်သမျှဟာကိုရဲ့အိမ်မက်တွေဖြစ်လာအောင်ပံ့ပိုးပေးမဲ့ကောင်းမွန်တဲ့ energy တွေရှိနေတဲ့ abundance energy တွေရှိနေတဲ့ပ
ပတ်ဝန်းကျင်ဖြစ်အောင် environment ဖြစ်အောင် behavior တွေရှိနေအောင်ပြုပြင်ပြောင်းလဲယူပါကိုနိုင်တဲ့နေရာကနေစလုပ်ပါဒါကအရေးကြီးဆုံးအချက်ပဲဖြစ်ပါတယ်။ဆက်ပြောပြချင်တာကတော့ဗောနော်အစကတော့ဒီ money ball ကရုပ်တရက်ရလာတဲ့အတွေးတွေကိုပဲကိုယ့်အတွက်ကိုဖော်ဆက်ဖြစ်ခဲ့တာဗောနော်ဒါပေမဲ့သူ့ရဲ့ energy ကိုအရင်သဘောကျတာကြောင့်မို့လို့ abundance money ball လိုချင်တဲ့သူတွေရှိရင်လာပြီးတော့ messenger မှာစာပို့ထားလို့ရပါတယ်ဒါပေမဲ့ဝေဒီနိုင်ကတော့နည်းနည်းလေးစောင့်ပေးရပါမယ်ဘာလို့လဲဆိုတော့ तू ကအခြေအနေအချိန်ခါလိုက်ခေါ်ရတာလည်းဖြစ်တယ်လို့ပါဝင်ပစ္စည်းတွေကလည်း energy cleansing လုပ်ရတာ recharge လုပ်ရတာတွေကြောင့်မို့လို့အချိန်တစ်ခုလောက်တော့ယူပါတယ်ဒါပေမဲ့သူ့ရဲ့ energy ကအရန်ကောင်းတာကြောင့်မို့လို့ကိုကလည်း money ball လိုချင်တယ် abundance ball နဲ့ကိုကကောင်းမွန်တဲ့ energy တွေကို attract လုပ်ချင်တယ်ဆိုရင် messenger မှာ money ball လာမှာထားလို့ရပါပြီ